ဟိုးရှင်ကအထိုင်းမှာလှုပ်ရှားရလေပြန်တွေးကြည့်တကယ်ကိုရင်မောရဲ့ဗျာနေပူကျဲတဲ့ဆက်ရုံရှိသွားဆောင်ရတာနဲ့ပွဲစားရှိရအလင်ခံရမလားရှင်ဓမ္မမနဲ့တွေးကြောက်နေရတာတကယ်ကိုမလွယ်ကြောပါပဲဗျာအခုတော့အဲ့လိုပြင်မခံတော့ဘူးလीခန်းလေးထဲမှာ easy ထိုင်ပြီးတော့ဖုန်းလေးတစ်လုံးနဲ့လှုပ်ရှားလို့ရတဲ့လှုပ်ဝက်ချက်လေးတစ်ခုကျွန်တော်မှရှိတယ်အဲ့ဒါကတော့ NS application ပါပဲသုံးနည်းကလည်းလွယ်လေးမှတကယ်ကိုလွယ်လေး NS ထဲကကြော့ကိုဝင်လိုက်တာနဲ့ယုံကြည်ရတဲ့ agency တွေတခြားစစ်ဆေးထားတဲ့အလုပ်တွေကိုပဲအစီအရင်တွေ့ရမယ်ကိုကြိုက်တဲ့အလုပ်ကိုရွေး agency နဲ့ဓာတ်ရိုက်ချိတ်ဆက်လိုက်ရုံပါပဲနောက်ပြီးတော့ပွဲစားရေးစီကနေလင်ခံရမှာလုံးဝပူပင်စရာမလိုတော့ဘူးပေါ့ခိုင်းမှာအလုပ်ဖြာရတာအရင်လိုမခက်တော့ဘူးဗျကျွန်တော်လိုပဲခန်းထဲကနေ ACC လုပ်ကောင်းရှာဖွေခြင်းနဲ့ဆိုရင်တော့အခုပဲ NS application ကို Android ဆိုရင် Play Store iOS ဆိုရင် App Store ကနေ download ဆွဲလိုက်တော့နော်